အားလုံးပဲမင်္ဂလာပါရှင်ပစ္စည်းပြတ်သွားတယ်တက္ကနဲ့ဆက်ရှိလက်မပတိလေးပြရပါပြီရှင်3,800မှာမမေရှိကပတိလေးဆိုတော့အားလုံးသိပြီးတဲ့အတိုင်းတန်ပွားနေရမှာတက္ကနဲ့အသားလေးတွေပဲထည့်ပေးထားပါတယ်ရှင်တက္ကနဲ့အကြောင်းမမေခဏပြောပြဦးပါတယ်တက္ကနဲ့ကစီးပွားလာလာပါရေးပွင့်နေကံပွင့်နေစမ်းပွင့်နေလက်ပွင့်နေပေါ့နော်အဲ့ဒီအတွက်တက္ကနဲ့အဆောင်လေးဆိုလို့ရှိရင်ကားထဲမှာဆောင်းရတဲ့တက္ကနဲ့အဆောင်လေးကားထဲမှာဆောင်းတိုင်းအန်ရကင်းနေဒီလိုပရိနဲ့စိတ်ပြီးတော့ဂုံတော်ပွားရင်လေဘလောက်တောင်းမှကန်ဆာလာတက်မလဲဆိုတာစဉ်းစားကြည့်ပေါ့နော်ပြီးလို့ရှိရင်မမေရှိမှာတက္ကနဲ့လေးရောက်တာနဲ့ရောက်ကုန်ဖြစ်တဲ့အတွက်ဒီ post ကလေးကိုမြင်တာနဲ့မမေရှိမှာဝယ်ပေးပါရှင်ဒါလေးဘယ်နဲ့မှခက်မှာမဟုတ်ပါဘူးအမြန်ဆုံးကုန်တာမမေတို့လည်းအလင်းမီအောင်တော့လုပ်ပေးပါရဲ့ရှင်အလင်းမီအောင်လုပ်ပေးနေပေါ့နော်ပစ္စည်းပြက်သွားလို့ရှိရင်အားနာရပါတယ်ပစ္စည်းပြက်သွားလို့ရှိရင်တော့အော်ရာလေးတော့မမေတို့ရှိမှာတင်ပေးခဲ့ပါပစ္စည်းပြက်သွားပြီဆိုတော့ငွေတူလွှဲစရာမလိုပါဘူးမမေတို့ရောက်တာနဲ့မမေတို့အကြောင်းကြားပေးပါမယ်အခုလောလောဆယ်တော့15ခုလောက်ပဲရှိပါတယ်ရှင်မမေတို့ရဲ့ KB ဖုန်းနံပါတ်က90လေးလေးလုံးခွန်ပါရှင်ဒေါ်ခိုင်စင်လက်ပါiPhone ကိုတော့ဖုန်းဆက်လို့မရပါဘူးဖုန်းဆက်ချင်တယ်ဆိုလို့ရှိရင်4385လုံးခွန်ဖုန်းဆက်ပြီးတော့မှာယူလို့ရပါတယ်ရှင်ကလျာဏီ page မှာလည်းမှာယူလို့ရပါတယ်မေထွတ်ကောင် page မှာလည်းမှာယူလို့ရပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်